အားလုံးပဲမင်္ဂလာပါခင်ဗျာပြူလီမျိုးမှာရှမ်းကြဲနဲ့နေထိုင်ခြင်းသူများအတွက်အထူးမိတ်ဆက်ပေးလိုက်ပါတယ်ပြူလီမျိုးရက်ွက်ကြီး15ဖောင်းတော့ရှမ်းကြဲပြီး90တရားမှာတည်ရှိပြီးတောင်ရဲအလှည့်ထားသောနေရာလေးအလှည့်ကောင်းလေးဖြစ်ပါတယ်ကျောက်ဆယ်လမ်းမကြီးနဲ့လေးကွက်ငုတ်တာဝင်ရောက်ရတဲ့ရှမ်းရိုးမဟိုတယ်အနီးစင်ပြေတဲ့ဒီနေရာမှာဖြစ်ပါတယ်ခင်ဗျာခြံထဲမှာရေသွေးကောင်းမွန်နဲ့အာစီနှစ်ထပ်တိုက်တစ်လုံးအပြင်ပန်းကြံလေးနဲ့အနားယူဖို့ဂါစီဘိုးလေးတစ်လုံးလည်းပါဝင်ပါသေးတယ်မာစတာဘာရွန်3ခန်းစင်ကာဘာရွန်2ခန်းထက်ခိုးလေးလည်းပါဝင်မယ်ရေကူးကန်လေးပါပါဝင်မယ်ခင်ဗျာဒီသားစုကြီးများအေးချမ်းစွာအနားယူနေထိုင်လူသူများအတွက်အထူးတင့်တော်ပါတယ်ခြံဝန်းကျက်ကျက်လေကောင်းလေတန်းရရှိတဲ့ပတ်ဝန်းကျင်နဲ့လူနေမှုဘဝကိုအစစ်မြင့်တင်ပေးနိုင်တဲ့အိမ်လေးတစ်လုံးကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်အသေးစိတ်ဗီဒီယိုမှတ်တမ်းများကိုဆက်လက်ဖော်ပြပေးသွားအောင်မှာဖြစ်လို့စိတ်ဝင်စားသူများအနေနဲ့အများဆုံးဆက်သွယ်မြင်းမြန်ဝယ်ယူနိုင်ပါတယ်ခင်ဗျာအသေးစိတ်သိရှိလိုပါက39 264381 434 39 420 38 313တို့ဆက်သွယ်မြင်းမြန်ဝယ်ယူနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်